Welcome to Learning Company ဆရာတို့ဒီနေ့ Pacific တင်ပြမှာဖြစ်ပါတယ် online video ဖြစ်တဲ့ကြောင့်နည်းနည်းလေးအချိန်ကန့်သတ်ရှိလို့နည်းနည်းပြောဖို့နော်ဆိုရင်ဒါ grade 9ကနေ grade 12ထိတောက်လျှောက်နေပါတယ်နော်ဆိုရင် Pacific ဆိုတာခံရသူကို receiver ကိုရှေ့ပို့ပြီး subject နဲ့မှာရေးတာကို Pacific လို့ခေါ်တယ်အဲ့ဒီကနေ passive ပြောင်းတော့မယ်ဆိုလို့ရှိရင် verb တွေကို verb to be plus verb 3ပြောင်းရတယ် verb to be က MSR was ဆိုတာ BIN BNBB ဒီရှစ်လုံးပဲရှိပါတယ်ဘလို့ရထည့်ရမယ် verb 1ဆိုရင် MSR verb 2ဆိုရင် was ဆိုတာ verb 5ဆိုရင် BIN ထက် verb 3ဆိုရင် BN ထက် verb 0 infinitive ဆိုရင် BB ထက်ပင်မကရိယာတွေကို verb 1 verb 2 verb 5 verb 3 verb 0တွေကို verb 3ပြောင်း verb to be plus verb 3 passive ပါဒါလေးတော့ကြက်ထားဘူးပါ verb 1ဆိုရင် MSR verb 2ဆိုရင် was ဆိုတာ verb 5ဆိုရင် BIN was ဆိုတာverb 3ဆိုရင် BN verb 0ဆိုရင် BB ပင်မကရိယာတွေကို verb 3ပြောင်း passive ကနေအဲ့ဒီပြန်ပြန်ပြုတ် MSR ပြောရင် verb 1 was ဆိုတာပြောရင် verb 2 BN ကိုပြောရင် verb ing BN ပြောရင် verb 3တိုင်းပြန်ထား verb BB ပြောရင် verb 0ပြောင်းတာလေးပါပဲဒါလေးတော့သိချာမှတ်တာပါအမြန်ပြောပါမယ်ဒီနေရာလေးကအတိတ်ကြပါ verb 1ဆိုရင် MSR verb 2ဆိုရင် was ဆိုတာဆိုတော့ဒီနော်ဆိုရင်ဒီမှာ active က subject နေရာမှာ doer verb နေရာမှာ action က verb လို့ခေါ်တယ် receiver က object နေရာမှာဖြစ်တယ်ဒါ active passive ပြောင်းလို့မယ်ဆိုရင် receiver ကို subject နေရာပို့တယ်ဟိုတော့ verb တွေကို verb to be plus verb 3ပြောင်းမယ် verb 1ဆိုရင် MSR verb 2ဆိုရင် was verb 5ဆိုရင် BIN verb 3ဆိုရင် BN verb 0ဆိုရင် BB ပြင်မကြရ verb 3ပြောင်း doer ကိုပိုင်ခံပြီးနောက်ပို့တယ် by doer အဲ့ဒါကို now agent လို့ခေါ်တယ်အဲ့ဒါဆို passive ဖြစ်သွားပါpassive ကနေ active ပြန်ပြောင်းမယ်ဆိုရင်ခုနဟာတွေပြန်ပြုတ်ပုံစံနဲ့ပဲ MSR ပြုတ်ရင် verb 1ပြန်ဖြစ်နော်ဥပ bought ခါ bought ဆို verb 2ဖြစ်တဲ့ကြောင့် active verb ပါ passive ပြောင်းမယ်ဆိုတော့အကားကိုရှေ့ပို့မယ်verb 2ဆိုတော့ was ဆိုတာထည့်တယ် subject verb agreement ကအကားတစည်းရဲဆို was ဆိုတာလည်း was ပဲရေးတယ် verb 2ဖြစ်တဲ့ bought ကို verb 3ပြောင်းတယ် bought စလုံးပေါင်းတူတယ်ဥပကိုပိုင်ခံပြီးနောက်ပို့တယ် by ဥပအဲဆို passive ဖြစ်သွားပြီအဲ့ဒီဘက်မှာဥပကကားစီကိုဝယ်တယ် passive မှာကျတော့ကားစီကိုဥပကဝယ်တယ်အဲဆိုမြန်မာမှာဇာမှာဆိုရင်ဦးစားပေးပေါ်ကြအောင်နော် King washes the clothes ခင်ကဦးတွေလျှော်ခဲ့လျှော်ခင်ကဦးတွေလျှော်တယ်အိမ်မှာအဲဆိုဘာမှဖြစ်တဲ့ကြောင့်အမြဲတမ်းခင်မဲအိမ်မှာလျှော်တာဘာမှpassive ပြောင်းမယ်ဆိုတော့ the clothes ရှေ့ပို့မယ် washes ဘာမှဆိုတော့ MSR the clothes ဆိုရရောက်အားထဲတယ် washes ဘာမှဆိုတော့ MSR တွေကအားထဲတယ်ဘာမှကို verb 3ပြောင်း washed ခင်ကိုနောက်ပို့တယ် by ခင်Roy is cooking dinner Roy ကညစာချန်နေတယ်MSR ing က active voice ကြီးလိုက်တာလည်းသိတယ် but to be plus verb 3မဟုတ်ရင် active voice ပဲနော် dinner ကိုရှေ့ပို့တယ်ရေးတွက်လို့မရတော့ is က is ပဲဘာကြီးဆိုတော့ BIN ထည့်တယ် cooking ဆိုတော့ BIN ထည့်တယ် cooking ကို main verb ကို verb 3ပြောင်းတော့ cooked ဘိုင်ခံပြီးနောက်ပို့တယ်ဒေါ်ရီကို by ဒေါ်အေ Number 4 Zozo has closed the window closed the window ကိုရှေ့ပို့တယ် subject နဲ့တကားပိတ်ခြင်းကားနဲ့တကားရှေ့ရောက်လာပြီ SFI ရဲ့နောက်မှာ verb 3မြင်လိုက်တယ် verb 3ဆိုရင် BN ထက် verb 3ကို verb 3တိုင်းပြန်ထားတယ်ဘိုင်ခံပြီးတော့ Zozo တောင်းပို့တယ်နောက် agent ဖြစ် by Zozo The villagers will build a new bridge so a new bridge ကိုရှေ့ပို့တယ် where plus infinitive က active voice where တန်ကိုရှေ့ရှု where ကို main plus နောက်မှာ infinitive verb 0 verb 0ဆိုရင် BB တဲ့ verb 0 verb 3ပြောင်းတော့ build can build UILT ဖြစ်တယ် the villagers ကို by ခံပြီးနောက် agent လို့နောက်ပို့တယ် by the villagersပြရအောင်ကြည့်မယ် verb ကိုကြည့်မယ်ဥပ is going to sell a bicycle ဆိုရင်ဒါ active voice active ကနေ passive ပြောင်းမယ် a bicycle ကိုရှေ့ပို့တယ် is going to infinitive ဆိုရပြီးရောက် verb 0ပြည့်ရောက် BB တဲ့ verb 0 verb 3ပြောင်း so ဥညာကိုပိုင်ခံပြီးနောက်ပို့တယ် by ဥညာ the plants are watered by အောင်ကိုအပင်တွေကိုအောင်ကိုကရေလောင်းတယ်ဆိုတော့ဒီမှာဘိုင်းတချို့ကဘိုင်းပါက specify လို့ပြောတယ်ဒီမှာနေရာကအဲ့လိုတော့မမှတ်ပါဘူးเนาะတချို့ in တို့ with တို့လည်းရှိတယ်မပါတာလည်းရှိတယ်ဆိုရင် verb ကိုသာအဓိကကြည့် are watered ဒါ specify
အပင်တွေကိုစာအုပ်ဘာသာပြန်တဲ့နေရာမှာကြာရင်လည်းစာပိုက်ဒီမှာပြရအောင်ကြည့်ပြီးတော့ကိုဆက်အတစ်ကြည့်ပြီးတော့ပြောင်းလို့နော်ဘာသာပြန်မှာဆိုရင် MS ပြန်ဖြုတ်ရင် MS ဘောင်1ဆိုရင် MS ထည့်ကြတယ်ဆိုရင် MS ပြန်ဖြုတ်တော့ဘောင်1ပြန်ဖြစ်အောင်ကိုတယောက်တည်းဆိုတဲ့အတွက်ကြောင့်ဘိုင်ပြုတ်ပြီးအောင်ကိုရှင်းပို့ထားတယ် water မှာ S ထည့်တယ် subject ကပြင်မယ် the plants ကိုနောက်ပြန်ပို့မယ်အောင်ကိုကရေလောင်းအပင်တွေရေလောင်းပြန်ဖြစ်သွားအောင် net was beaten by အောင်ကို by ကို was beaten passive ဖြစ်တယ် but to be plus 3 by နောက်ဖြုတ်ပြီးတော့ကိုရှင်းပို့တယ် was ဆိုရအောင်ဖြုတ်ရင် but to ဖြစ် beaten ကနေ beat but to ဖြစ်တယ်အောင် net ကိုနောက်ပြန်ပို့တယ်ကို beat အောင် net the room is being cleaned by the students အခန်းကိုကျောင်းသားတွေကတန်ရှင်းလုပ်သွားပြီဘိုင်ဖြုတ်ပြီးတော့ passive verb is being clean verb to be plus ဆို3ဘိုင်ဖြုတ်ပြီးတော့ရှင်းပို့တဲ့ the students ဒီမှာ the room ဖြစ်တဲ့ကြောင့် is the student မှာ s ပါတဲ့ကြောင့် are ဖြစ်တဲ့ bi ဆိုရင် verb 3ကို verb ပြန်ပြောတော့ cleaning the room ကိုနောက်ပြန်ပို့ the students are cleaning the room homework has been done by ညီအင်္ဂါတွေကိုညာလုပ်ပြီး passive being verb to be plus being plus verb 3ဆို verb to be plus verb 3ဘိုင်ဖြုတ်ပြီးတော့ညီရှင်းပို့တဲ့ homework ကလည်းဒီတွက်လို့မရတော့ has ညီတယောက်တည်းဆိုတော့ has ပဲ be ဖြုတ်တော့ verb 3က verb 3ဆိုတော့ done homework ကိုနောက်ပြန်ပို့ဒါကတော့ object နှစ်ခု receiver နှစ်ခုက SVIOD ကိုများသောအမြဲတမ်းများသောအားဖြင့်ကိရိယာနဲ့ကပ်နေတာ IO indirect object များသောအားဖြင့်လူပါဒီဘက်ကလူမဟုတ်တာပါလူကိုရှင်းဖို့ရင်ပုံမှန်ပဲဖြစ်တဲ့တော့နောက်က receiver ရှင်းဖို့တဲ့ကြောင့် verb to be plus verb 3ပြောင်းမယ်ကြံခဲ့တဲ့ direct speech ဖြစ်တဲ့လူမဟုတ်တာကိုရေးမယ်ရေးဖို့လို့ရှိရင်ဘိုင်ခံပြီးတော့နောက်ပုံမဲ့ဘိုင်2ပါအကယ်၍ direct speech ဖြစ်တဲ့လူမဟုတ်တာကိုရှင်းဖို့ရင်ဒါလည်း receiver ရှင်းဖို့တယ်ဖြစ်တဲ့ကြောင့် passive ပြောင်းမယ် verb to be plus verb 3ပဲဒါပေမဲ့ကြံခဲ့တဲ့လူရှိမှတူလို့မဟုတ် for ခံပြီးမှလူမဟုတ်တဲ့လူကိုရေးရမယ်လူ receiver ကိုအဲ့ဒါဖြစ်တဲ့ကြောင့်ဘယ်အခါမှာတူရေးရမလဲဘယ်အခါမှာ for ရေးရမလဲဆိုတော့ဆက်ရွာရာပြရင် to verb ကိုကြည့် verb ကဆက်ရွာရာပြရင် to verb ကရွေးချက်ပြရင် for ပြီးတော့ by do ပါဆိုပြီးတော့နောက်ပြန်ပို့ပါ wow Uber bought Zozo a bicycle when Zozo indirect object a bicycle direct object Zozo ရှိဖို့ရင် Zozo ဘယ်သူဆိုတော့ was where was ရေးမယ် Zozo တယောက်ပဲ bought ဘယ်သူပြောင်းတယ် a bicycle ကြံနေတာပြန်ရေးမယ်ပြီးတော့မှ by Uber နောက်ပို့တယ် a bicycle ရှိဖို့ရင်တော့လူကြံခဲ့တဲ့ Zozo ရှိမှ to for ခံပြရမယ် password ပြောင်းမှဖြစ်လို့ရောက် verb ဖြစ်လို့ရောက် was ရေးမယ် bought ဘယ်သူပြောင်းတယ်ကြံခဲ့တဲ့ဝယ်တယ်ဆိုတော့ရည်ရွယ်ပြီးဝယ်တာဖြစ်တဲ့ကြောင့် for ထည့်ပြရမယ် for စောပြီးတော့ by Uber များ sent လာ a letter လာကိုရှိပို့တဲ့ sent verb ဖြစ်တဲ့ကြောင့် was ဆိုတာ verb 3လာတယောက်တည်းဆိုတော့ was verb 3နဲ့ verb 2က slow mound တူတယ် sent letter ကြံခဲ့တဲ့များကိုပိုင်ခံပြီးနောက်ပို့တဲ့ပိုင်ညလူမဟုတ်တဲ့ receiver ကိုရှင်းပို့ရင် a letter ရှင်းပို့ရင်ဒီဇောင်းလေးဖြစ်တဲ့ကြောင့် verb 2ဆိုတဲ့ကြောင့် was ဆိုတာက was ပဲရေးမယ် verb 3ပြောင်းမယ် sent ပဲကြံခဲ့တဲ့လှရှိမှာတူသုံးဖို့ for ရေးပေးရမယ့်နေရာမှာ sent ပေးပို့တယ်ဆိုချိန်ဆက်ရောက်မှာဆက်ရောက်ပြတော့ do လှပြီးတော့မှ by ခံပြီးတော့ရှေ့က do အောင်နောက်ပြန်ပို့မယ် by များစာဆောင်ကိုလှကိုများကပြီးပို့ခဲ့တယ်ဒီနောက်ဗီဒီယိုကြရင်ကျန်တဲ့ active passive နဲ့ပတ်သက်တာလေးတွေမြုပ်တာလေးတွေနောက်ကြမြုပ်တာလေးတွေနဲ့ကျန်တဲ့ဘိုင်မဟုတ်ဘဲနဲ့ရေးတာလေးတွေမိကုန်းပုံစံလေးတွေတင်ပြပါမယ်။ကြအားလုံးဒီလောက်ပါပဲမင်္ဂလာပါ See you in next video